လာတဲ့မိဘတွေဆွေမျိုးတွေအပယ်ကိုလုံးဝမရောက်စေချင်လို့ကျေးဇူးဆခြင်းဖြစ်ပါတယ်ဖြစ်နိုင်ရင်တတိလေးရရင်ကျင့်တတ်ပါပြီဒီနေ့ကျွန်တော်တို့တကြောင်မလို့အပယ်မဆင်းချင်ရင်ရောက်ခဲ့လာတဲ့လူဘဝရနေတုန်းမှာဝိပဿနာလုပ်ဖို့လိုအပ်လာပြီဆိုတာတတိပြုပါဒီလိုပါပဲအင်မတန်ရှည်လျားလာတဲ့တန်တရားကြီးကိုလည်းတခဏလေးလောက်ကျွန်တော်တို့ဘုဒ္ဓတအနေနဲ့သိထားမယ်ဆိုရင်ဘုရားရှင်ကိုတော်မြတ်ကြီးဟာဒီရှည်လျားလာတဲ့တန်တရားကြီးကိုတကဘာလေးနဲ့ပြင်စပြောကြည့်မယ်ဆိုရင်တကဘာဆိုဒီမှာကတ်ကြီးလေးကန့်ရှိပါတယ်ဒီနေရာမှာအကျယ်မပြောပေမဲ့အကျဉ်းကလေးတော့တင်ပြပါမယ်ကတ်ကြီးလေးကန့်တို့တွင်နံပါတ်1ကတ်သည်အာယုကတ်လို့ခေါ်ပါတယ်တဲ့ယုတ်ကြီးတို့ရေအာယုကတ်ဆိုတာလူတိုင်းသိတယ်အသက်နဲ့ပတ်သက်တဲ့ကတ်ဟိုးမရေတွက်နိုင်အောင်အသက်ရှည်လာတဲ့ infinity အသက်ရှည်လာတဲ့သက်တမ်းကနေပြီးအနှစ်တရာကြာတိုင်းတနှစ်ရော့လာတာဘုရားရှင်ပွက်တဲ့အချိန်တုန်းကတော့အနှစ်တရာသက်တမ်းဖြစ်ပါတယ်လူတို့ဒီအသက်တရာလောက်အသက်ရှိတယ်နောက်ထပ်အနှစ်တရာကြာတိုင်းတနှစ်ရော့လာတာအခုဆိုရင်ဖယားပြိဋိဘံဆန်တဲ့သာသနာသစ်ရဲ့2549နှစ်ရှိတာပြီဆိုတော့25နှစ်ကြော်ရော့လာပါပြီဒါကြောင့်မလို့ဒီဖက်ခက်သက်တမ်းဒီ84နှစ်ကြော်သက်တမ်းဖြစ်ပါတယ်ဒီလိုဆိုရင်အဲ့ဒီလိုမျိုးကြလာတာဟာအနှစ်တရာကြာတိုင်းတစ်ခါတနှစ်ရော့လာတာအနှိမ့်ဆုံးဒီ10နှစ်တန်းထိကျဆင်းပါတယ်အဲ့ဒီလိုမျိုးကျဆင်းလာတာကိုဆောက်ကန့်လို့ခေါ်ပါတယ်အသစ်ကနေပြီးတော့ဆောက်လာခြင်းဖြစ်ပါတယ်သာသနာကဆောက်တာမဟုတ်ပါလူတို့ဒီယနေ့သာသနာဆောက်တယ်လို့ပြောနေကြတဲ့ပုဂ္ဂိုလ်တွေကဉာဏ်မရှိတဲ့နတ်လဘိန်းတုံးတွေတော်တော်များများအဲ့တိုင်းပြောပါတယ်စာပေကျမ်းကမှဒီတိုင်းမဟုတ်ပါဘူးဒီဖက်ခက်ဒီဝိမု ക്തി ခက်2500ကျော်လာပြီဆိုရင်အနတ္တသာသနာတပတ်ပြန်လည်လာတဲ့ကာလဝိမု ക്തി ယုဂခက်ကြီးဖြစ်ပါတယ်အိမ်မတန်တော့ကိုသာသနာတိုးတက်တဲ့သာသနာတပြောင်းပွင့်နေရတယ်တောတာဗန္တရာကအနာဂံတွေလက်ညှိုးထိုးလို့မလွဲအောင်ဖြစ်ရမယ်ခက်ယဟန္တာကြီးတွေတပြောင်းပွင့်ရမယ်ခက်တီ49နှစ်တောင်ကျော်လာပါပြီဒါကြောင့်မလို့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓသာသနာဝင်တွေရဲ့နှုတ်ဖြားမှာဆောက်ကပ်ဆိုတာမပြောကြပါနဲ့ဆောက်ကပ်ဆိုတာကအသက်ကနေပြီးတော့ဆောက်သွားခြင်းများတာဖြစ်ပါတယ်ကဲယောဂီတို့ရေအသက်ဆောက်လာတာဟာ10နှစ်တန်းအထိအသက်ဆောက်လာခြင်းဖြစ်ပြီးတော့မှတဖန်10နှစ်ကနေပြီးတော့မှအနှစ်တရာကြာတိုင်းနှစ်ဆပြန်တက်ပါတယ်အဲ့ဒါလို့တက်လာတာဒီလည်းပဲတဖြည်းဖြည်းတရားကြာရင်နှစ်ဆခုန်တက်လာတာဟာရေတွက်လို့မနိုင်တဲ့ infinity အထိကိုအသက်ရှိပါတယ်အဲ့ဒါလို့တက်လာတာကိုကြတော့တက်ကန့်လို့ခေါ်ပါတယ်ဟောဒီလိုမျိုးဆောက်လာတဲ့ကတ်ဟောဒီပြန်တက်သွားတဲ့ကတ်အဲ့ဒီလိုမျိုးဆောက်လာတဲ့ကတ်တက်လာတဲ့ကတ်ကိုအာယုကတ်လို့ခေါ်ပါတယ်တဲ့အဲ့ဒီအာယုကတ်ပြီးရင်ဒုတိယကတ်ကကြတော့အန္တရကတ်လို့ခေါ်ပါတယ်အဲ့ဒီအန္တရကတ်ဆိုဒီမှာစောစောကအာယုကတ်ရဲ့အစင်းအတိတ်တစ်ချိန်ပြန်လဲပြီးအတိတ်အစင်းတစ်ချိန်ဖြစ်တဲ့ one round တစ်ချိန် round တာကိုအန္တရကတ်တကားလို့ခေါ်ပါတယ်တဲ့နံပါတ်3အသင်ချီရကတ်ဆိုဒီမှာစောစောကဆင်းလာတဲ့အတိတ်အစင်းတစ်ချိန်ဖြစ်တဲ့အန္တရကတ်64ချိန်ကိုအသင်ချီရကတ်တကားလို့ခေါ်ပါတယ်နံပါတ်3ကဖြစ်ပါတယ်နံပါတ်4မဟာကတ်ဆိုတာကကြတော့အသင်ချီရကတ်4ခုပေါင်းထားတာကိုမဟာကတ်တကဘာလို့ခေါ်ပါတယ်တဲ့ဒီလိုဆိုရင်အဲ့ဒီမဟာကတ်တကဘာဒီအသင်ချီရကတ်4ကတ်ဆိုတော့အဲ့ဒီအသင်ချီရကတ်4ကတ်ကိုလည်းကြည့်လိုက်တဲ့အခါမှာနံပါတ်1ဒီဖန်ဝတ္တကတ်လို့ပါဠိလိုခေါ်ပါတယ်မြန်မာလိုကကြတော့ပြည့်ပြီးနေတယ်တဲ့ပြက်လာတယ်ပေါ့ဗျာကဘာကြီးဒီပြက်လာပြီတဲ့အဲ့ဒီပြည့်နေတာကိုဖန်ဝတ္တကတ်လို့ခေါ်ပါတယ်တဲ့အဲ့ဒီလိုပြက်လာတဲ့ဟာကိုတစ်ဖန်ဝတ္တကတ်ခေါ်ပြီးပြည့်ပြီးတော့တည်နေစေအဲ့ဒါကိုကြတော့ဖန်ဝတ္တထာယီကတ်လို့ခေါ်ပါတယ်အင်္ဂလိပ်လိုကတော့ vibe လို့ခေါ်ပါတယ်ကဲယောဂီတို့ရေဒီကနကသည်ပြည့်နေစေပြီးတော့ပြည့်ပြီးနေစေသံဝတ္တကနဲ့သံဝတ္တထာယီကဖြစ်ပါတယ်ပြီးတော့မှတခါတဖန်ပြန်လဲပြီးကဘာကြီးဖြစ်နေစေကိုဝိဝတ္တကလို့ခေါ်ပါတယ်ဖြစ်နေစေပြီးတော့မှဖြစ်ပြီးတည်နေစေကိုဝိဝတ္တထာယီကလို့ခေါ်ပါတယ်အဲ့ဒါဒီအသင်ချေရကလေးကဖြစ်ပြီးတ
တကဘာဖြစ်ပါတယ်မဟာကတခုလို့လည်းခေါ်ပါတယ်ဒီလိုဆိုရင်တကဘာဆိုတာဘလောက်ကြာမြင့်တယ်လဲဆိုတာကိုကျွန်တော်တို့သတိပြုဖို့ကောင်းပြီရေတွက်လို့မနိုင်အောင်ကွန်ပျူတာပေါ်မှာနှိပ်ကြည့်လိုက်ရင်ရေလို့ကိုမနိုင်အောင်ကြာမြင့်လာပါတယ်မတော်တဆများအပယ်များရောက်သွားခဲ့မယ်ဒါမှမဟုတ်ရင်ရပ်ပြရှစ်ပါးတွေရောက်သွားခဲ့ရင်ကျွန်တော်တို့တွေစဉ်းစားလို့မရတော့အောင်ကိုကြာမြင့်လိုက်မယ်ဆိုတာကိုသတိပြုပါကဲယောဂီတို့ရေတမိတ်တမောကိုကြာမြင့်လာမယ်တန်တရားကြီးကိုဆက်လက်ပြီးတော့လေပတ်နေခြင်းသိရင်တော့ဝိပဿနာကိုမကြစ်ပါနဲ့တကယ်လို့မလဲခြင်းတော့ဘူးဆိုတဲ့ယောဂီတို့ဒီနောင်လာမဲ့ဘုံစဉ်စံပဲဖြစ်ယခုတဘဝတည်းဖြစ်သွားခြင်းတော့ပုဂ္ဂိုလ်တို့ဒီဝိပဿနာကိုမကြက်လို့မဖြစ်ပါဘူးမသုံးလို့မဖြစ်မကြက်လို့မဖြစ်လိုအပ်ဆုံးအရာဖြစ်ပါတယ်လို့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်နံပါတ်3လူဘဝရခဲ့ခြင်းနဲ့တန်တရားရှိလာဖို့ကိုတင်ပြခြင်းဖြစ်ပါတယ်နံပါတ်4ဒီလိုဆိုရင်ဝိပဿနာကိုအားထုတ်ဖို့